အကျွေးကြေကရှိတယ်ဆိုတာတကယ်မှန်တယ် မှန်တယ် မှန်တယ်နော် ဟုတ်တယ် အကျွေးကြေကဟာတကယ်ရှိပါတယ်ဆိုတာကိုလက်တွေ့အကျွေးကြေရွာရလေနော် ဟုတ်တယ်ကျုံတယ်ဟုတ်တယ် ဟုတ်ပြီဒါဆိုရင်အခုအချိန်မှာလည်းအကျွေးရှိတယ်ပါတယ်ဆိုတဲ့လူတွေဘယ်လိုပြောချင်တော့ သူတို့တွေကိုလည်းကိုယ့်လိုမျိုးပဲအကျွေးကြည့်အောင်လို့ပဲဒီလိုမျိုးနံပါတ်တွေလာပြီးတော့ရွေးချယ်ဖို့ဖိတ်ခေါ်ချင်တယ် ဖိတ်ခေါ် အကျွေးကအဲ့တော့ပတ်တုံးသိန်းရှိတယ် ပတ်တုံးနေရှိနော်အကျွေးပတ်တုံးနေရှိတယ်ဆိုတဲ့ချိန်မှာ ဟို line ပေါ်မှာလည်းအများတန်းကြည့်တယ် အော် line ပေါ်မှာလည်း ကြည့်တယ်အဲ့မှာအဲ့ဒီအန်တီဝင်းကိုအဲ့ဒီဆီယာမနဲ့တွဲပြီးတော့ line ပေါ်မှာ post တစ်ခုတွေ့လိုက်တယ် အော် တဲ့တဲ့ဒါဆိုအန်တီဝင်းကသွားလိုက်ဦးမယ်ဆိုတော့မင်းကြီးနဲ့အန်တီဝင်းကိုဆွဲခေါ်လာခဲ့တယ် အော်ဟုတ်ပြီဟုတ်ပြီ သူကအန်တီဝင်းကလည်းသူလည်းစီဝါရဲ့အဆင်ပြေလာဆိုတော့အခုမျက်မြင်ပဲလေသူနားမှာဈေးဝယ်နေကြဆိုတော့အဲ့နဲ့တပီတော့လိုက်ပို့ပေးပါအောင်ဆိုသူကလိုက်ပို့ပေးတယ် ဟုတ်ပြီဟုတ်ပြီလာတစ်နှစ်လောက်မှအခွင့်အရေးပေါ်တော့လား ပေါ်လာတယ်ဟုတ်တယ် နော် ဖြည်းဖြည်းချင်းပေါ်လာပြီးတော့နောက်ဆုံးကျတော့နှစ်နှစ်လည်းပြည်တော့အကျွေးကြည့်ရ အကျွေးအခုစမပေါ်ယုံကြည်မှုကဘယ်လောက်ရှိအောင်ပြောပါအောင် ဟာယူချင်က100% 100%နော်100%ဟုတ်တယ် ဟုတ်ပြီဟုတ်ပြီ ဒီတဲ့ပူကောင်းတဲ့နံပါတ်ကိုလည်းဆရာမနံပါတ်ထပ်ပြီးတော့ရွေးချက်တယ် ရွေးချင်ပါအောင်မယ်ရွေးပါအောင်မယ်နော်စမအကောင်းဆုံးရွေးပေးမယ်နော်နော်အခုကအကျွေးကြေကအကျွေးကကြေပြီဆိုတော့အခုကနေစပြီးတော့မှကိုကတထေးဖြစ်မဲ့ကပဲယူတော့မယ်နော်နော်ကိုကပေါ်တာဆောင်ဖွင့်နေဆိုလို့ရှိရင်ပေါ်တာဆောင်မှာလူအယောက်100လူအယောက်1000အဲ့လိုလက်ခံနိုင်တဲ့နံပါတ်ပဲကြိုင်တော့မယ် ဟုတ်တ နော် ယ်